ဘဝမှာပျက်စီးခြင်းတရားတွေအမျိုးမျိုးရှိကြတယ်။အဲ့ဒီပျက်စီးခြင်းတရားတွေနဲ့တွေ့ကြုံရတဲ့သူတိုင်းဟာလည်းပဲအနည်းနဲ့အများပူလောင်ကြရတာပေါ့။ဆင်းရဲကြရတာပေါ့။မကောင်းတဲ့တွေ့ကြုံခံစားမှုတွေခံစားကြရတာပေါ့။အဲ့ဒီဘဝမှာပျက်စီးခြင်းတွေကဘာတွေလဲ။နံပါတ်1ကိုမိဘကိုမယားကိုသားကိုဆွေမျိုးတွေရဲ့ပျက်စီးဆင်းရဲခြင်းတွေနဲ့လည်းပဲတွေ့ကြုံရနိုင်တာပဲ။အဲ့လိုတွေ့ကြုံရရင်လည်းပူလောင်ဆင်းရဲကြရတာပါပဲနံပါတ်2ကိုနှစ်ဖူးအကျွေချီမပြေးအောင်ကြိုးစားလှုပ်ဆောင်စုဆောင်းထားတဲ့ကိုစီဝါကိုဥစ္စာတွေရဲ့ပျက်စီးခြင်းတွေနဲ့လည်းတွေ့ကြုံရနိုင်တာပဲအဲ့လိုကိုရှာထားတဲ့စီဝါဥစ္စာတွေပျက်စီးတဲ့အခါမှာလည်းပဲပျက်စီးခြင်းတွေနဲ့တွေ့ကြုံရတဲ့အခါမှာလည်းပဲဆင်းရဲပူလောင်ကြရတာပဲမဟုတ်လားနံပါတ်3ကိုမှအနာရောဂါတွေနှိပ်စက်လို့မထိုင်နိုင်မထနိုင်နဲ့အိပ်ရတဲ့ဘုံဘုံလဲပြီးတော့အနာရောဂါတွေကြောင့်ကိုယ်ခန္ဓာဆင်းရဲပျက်စီးခြင်းတွေနဲ့လည်းတွေ့ကြုံရနိုင်တာပဲနံပါတ်4ကိုယ့်ရဲ့အပြုအမူတွေပျက်စီးတာကိုယ့်ရဲ့အပြောအဆိုတွေပျက်စီးတာစတဲ့ကိုယ်ကိုယ်တိုင်အယက်သမားဖြစ်ဘိန်းသမားဖြစ်တခိုးဖြစ်ဓမြဖြစ်နဲ့ကိုယ့်ရဲ့ကိုယ်ကျင်တရားတွေပျက်စီးတာတွေနဲ့လည်းတွေ့ကြုံရနိုင်တာပဲနံပါတ်5အတိမအတွေ့မအယူအဆမအမြင်မှားတွေဖြစ်လို့ကိုယ့်ဘဝဆင်းရဲဒုက္ခရောက်ရတာတွေနဲ့လည်းပဲတွေ့ကြုံရနိုင်တာပဲအဲ့ဒါလိုပျက်စီးခြင်းအမျိုးမျိုးရှိတဲ့အထက်မှာ1မိသားစုဆွေမျိုးတွေပျက်စီးလို့2စီးပွားတွေပျက်စီးလို့3ယောဂါတွေကြောင့်ပျက်စီးလို့ကိုယ့်ဘဝမှာဆင်းရဲစရာအပူတွေခံစားရနိုင်ပေမဲ့ကိုယ်ကိုယ်တိုင်ကတော့မကောင်းတဲ့သူအဖြစ်ကိုတော့မရောက်စေနိုင်ပါဘူးကိုယ်ကိုယ်တိုင်အပြုအမူဆိုးအပြောအဆိုဆိုအသိအမြင်ဆိုးတွေနဲ့ကိုကျင်တရားတွေပျက်စီးသွားတာမျိုးအယူအဆအသိအမြင်အမှားတွေနဲ့ပျက်စီးသွားတာမျိုးဆိုရင်တော့အဲ့ဒီပျက်စီးခြင်း2မျိုးကတော့ကိုယ့်ဘဝကိုဆိုးတဲ့ဆိုးနေတဲ့နေပြီးတော့အဆိုးတန်နေရာမှာလဲပတ်နေလိမ့်မယ်ဆွေမျိုးတွေပြက်လို့အပူဆင်းရဲတွေခံစားရနိုင်ပေမဲ့ကိုယ့်ဘဝပျက်စီးဆုံးရှုံးမသွားနိုင်ဘူးစီးပွားတွေပြက်လို့အပူဆင်းရဲတွေခံစားရနိုင်ပေမဲ့ကိုယ့်ဘဝပျက်စီးဆုံးရှုံးမသွားနိုင်ဘူးကျမ်းမာရေးတွေပြက်လို့အပူဆင်းရဲတွေခံစားရနိုင်ပေမဲ့ကိုယ့်ဘဝပျက်စီးဆုံးရှုံးမသွားနိုင်ပါဘူးကိုယ်ကိုယ်တိုင်ကကိုကျင်တရားတွေပျက်စီးပြီးတော့အလုပ်တွေပျက်စီးအပြောတွေပျက်စီးအသိအမြင်တွေပျက်စီးနေပြီးတော့အယူမအမြင်မတွေဖြစ်နေပြီဆိုရင်တော့အဲ့ဒီပျက်စီးခြင်းကကိုယ့်ဘဝပျက်စီးဆုံးရှုံးမှုတွေနဲ့ဆင်းရဲပူလောင်မှုတွေတွေ့ကြုံခံစားရတော့မှာဆိုတာမမေ့ပါနဲ့ဒါကြောင့်ဆွေမျိုးပြက်တာစီဝါပြက်တာကျမ်းမာရေးပြက်တာတွေထက်ကိုကျင်တရားမပြတ်ဖို့နဲ့အသိအမြင်အယူဆတွေမပြတ်ဖို့အထူးဂရုစိုက်နေရမယ်လို့ပြောခဲ့ချင်ပါတယ်နောက်ဆုံးအတူချုပ်ပြီးတော့ပြောခဲ့မယ်လောကမှာဘသူတွေပြက်ပြက်ဘာတွေပြက်ပြက်ဘယ်လိုပြက်ပြက်ကိုယ့်ရဲ့ကိုကျင်တရားမပြတ်ဖို့နဲ့ကိုယ့်ရဲ့ကံသုံးပါးမပြတ်ဖို့ဟာအရေးကြီးဆုံးဆိုတာမမေ့ကြဘူးပါပဲအားလုံးကိုကျင်တရားနဲ့အသိအမြင်တွေမပြတ်စည်းအောင်ထိမ့်သိမ်းနိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်